ဆုံးမိကုန်ဒီမှာမိဘနဲ့ဆရာတွေကိုတဲ့ဖះနဲ့တကိုင်းနဲ့ထားရမယ်လို့တတ်မှတ်ချက်ကမြတ်စွာဘုရားဟောခဲ့တာလားဖះတာဝန်မသိတတ်တဲ့ဆရာမိဘတွေကိုရောဖះနဲ့တကိုင်းနဲ့ထားတင်ပါသလားဖះဂိုင်းဆိုဦးဇင်းတို့မှာတီကလာတုတ်ဆိုတာရှိပါတယ်နော်ဒီခဏကဲမှာတီကလာတုတ်အဲ့တော့တီကလာတုတ်ဆိုတာကတချို့ကဒီဟာကလူတို့ရဲ့ဝိနည်းလို့ခေါ်ကြတယ်နော်တီကလာတုတ်တန်ကတော်တော်ကြော်ကြပါတယ်နော်ဒါကရကမရုကမဖတ်ဖူးသေးဘူးဆိုလို့ရှိရင်ဖတ်တဲ့နော်ဒါပေမဲ့တော့တော်တော် share တယ်ဦးဇင်းတို့ဒီမှာအတူတူဖတ်မယ်စင်တော်တော်ကြောက်အဲ့တော့အဲ့ဒီမှာမြတ်စွာဘုရားကတီကလာဆိုတဲ့တထေသားကိုသူကလူဘဝချမ်းသာနေတဲ့နည်းကိုတသိချာရှင်းပြတယ်တော်အသေးစိတ်ရှင်းပြတယ်နော်အဲ့တော့သူတို့ကောင်းတွေနဲ့ပေါင်းရမယ်လူဆိုးတွေနဲ့မပေါင်းရဘူးပြီးတော့ဒီပိုက်ဆံကုန်စစ်တဲ့ကစားတွေနော်စောကစားတွေမဆွဲရပါဘူးညမှာအပြင်သိမထွက်ရပါဘူးအဲ့တော့အဆုံးနီလန်ဖြင့်မြတ်စွာဘုရားကဒီကလာဆိုတဲ့တထေသားကိုဆုံးမတော်မူပါတယ်အဲ့တော့အဲ့ဒီမှာဒီကလာတထေသားကိုမြတ်စွာဘုရားကနောက်ထ6ဘက်နဲ့ပတ်သက်ပြီးရှင်းပြပေးတယ်အဲ့တော့ဦးဇင်းတို့မှာ6ဘက်လို့ခွဲခြားတယ်နော်မြောက်ဘက်တောင်ဘက်အရှေ့ဘက်အနောက်ဘက်အောက်ဘက်နဲ့အထက်ဘက်ဆိုတာဘက်6ဘက်ရှိပါတယ်အဲ့တော့ဦးဇင်းတို့ကအဲ့လိုဆိုဘယ်လိုအရိယာနီးဖြင့်6ဘက်ကိုရှိခိုးရမလဲလို့မြတ်စွာဘုရားကရှင်းပြတယ်အဲ့တော့ဦးဇင်းတို့က6ဘက်ကိုအဲ့လိုဆိုရှိခိုးရတယ်နော်မြောက်ဘက်ကိုရှိခိုးရမယ်တောင်ဘက်ကိုရှိခိုးရမယ်ဘယ်လိုအရှေ့ဘက်ကိုရှိခိုးရမယ်အနောက်ဘက်ကိုရှိခိုးရမယ်အောက်ဘက်ကိုရှိခိုးရမယ်အထက်ဘက်ကိုရှိခိုးရမယ်ဒါပေမဲ့အရိယာနီးနဲ့ရှိခိုးမယ်ဆိုလို့ရှိရင်အဲ့တော့ဘက်တွေကိုရှိခိုးရမှာမဟုတ်တော့ပါဘူးဒါဆိုမြောက်ဘက်ကိုဆိုလို့ရှိရင်ဦးဇင်းတို့ကအဲ့ဒီဟာကိုမြောက်ဘက်ဆိုလို့ရှိရင်ဦးဇင်းတို့ကမေပတွေကိုရှိခိုးရမယ်နော်ပြီးတော့တောင်ဘက်ရှိတယ်တောင်ဘက်ဦးဇင်းအခုမမောက်ရဘယ်ဘက်ကဘယ်သူလဲဆိုတာမမောက်ရဘယ်မဲ့6ချက်ကဆိုတော့မေပဆရာဇနီးပြီးတော့တငယ်ချင်းတွေပြီးတော့အလုသမားတွေပြီးတော့ဦးဇင်းတို့မှာနောက်ထပ်သင်္ခါတွေရှိနေတယ်ပေါ့ဒါဆိုအဲ့ဒီ6ချက်မှာဦးဇင်းတို့ကအဲ့လိုဆိုဒီအနန္တ5ပါးဆိုတာတွေ့နေရပါတယ်ဆိုမိဘဆရာတွေတွေ့နေရပါတယ်ပြီးတော့ဦးဇင်းတို့မှာမြတ်စွာဘုရားတရားသင်္ခါဆိုပြီးတော့အဲ့ဒီနောက်ဆုံးတော့နံပါတ်1ချက်နံပါတ်6မှာတွေ့ရပါတယ်အဲ့တော့ရှိခိုးရမယ်ဆိုပြီးတော့မမှန်ကန်စစ်ဆက်ရမယ်လို့ပြောတာနော်ဒါကြောင့်ငွေချင်းတွေကိုရှိခိုးမယ်ပြီးတော့အလုသမားတွေကိုရှိခိုးမယ်ဆိုတာပြချင်တာမဟုတ်ဘူးနော်မမှန်ကန်စစ်ဆက်မယ်ဒါဆိုတရားဓမ္မကိုရှိခိုးတယ်နားလည်ပြီတရားဓမ္မနဲ့အညီနေရမယ်ပေါ့တရားဓမ္မကိုအားကိုးစရာအနေနဲ့ယူလိုက်ပြီးတော့မှန်ကန်တဲ့အလုပ်ကိုမှန်ကန်တဲ့စကားပြောရမှာအဲ့တော့ဦးဇင်းတို့ကအဲ့လိုဆိုပထမဦးဇင်းဒါဆိုဦးဇင်းတို့ကမိဘတွေကိုဘယ်လိုတောင်းဝန်ဖြည့်ဆွဲရမလဲပေါ့ဒါဆိုမိဘတွေကပထမကလေးတွေအတွက်သူတို့ကကောင်းတာလုပ်ဖို့နှုတ်ဆော်ပေးရတယ်မကောင်းတာမလုပ်ဖို့တားပေးရမယ်ပြီးတော့ကလေးတွေကိုသူတို့ကအမွေစီစဉ်ပေးရမယ်အမွေလို့ခေါ်တယ်နော်ဟုတ်နော်ပြီးတော့တည်ဆုံသွားပြီးရင်အမွေစီစဉ်ပေးရမယ်အဲ့လိုတာဝန်တွေရှိပါတယ်9ချက်ဦးစား3ချက်မှမပြည့်တယ်ပြီးတော့ကလေးတွေကလည်းမိဘတွေကိုတာဝန်ရှိတယ်နော်စပါစို့မိဘတွေကအဲ့တော့မိဘတွေသူတို့ကကလေးတွေကအကြည့်ဖြစ်လိုက်မယ်ဆိုလို့ရှိရင်မိဘတွေကိုဆောင်ရှောက်ပေးရမယ်မိဘတွေကဆုံးသွားပြီဆိုလို့ရှိရင်သူတို့ကိုအမျှဝေပေးရမယ်ဆိုတဲ့ဖြင့်တာဝန်တွေရှိပါတယ်အဲ့တော့ဒါဆိုဒီလိုပုံစံဖြင့်မိဘတွေကိုအလေးထားပြီးတော့
နော်ရှိခိုးရမယ်ပေါ့မြတ်စွာဘုရားကတော့မိဘတွေကိုပြန်မအနေနဲ့တော့မထားခိုင်းတယ်ဆိုမိဘတွေကဦးဇင်းတို့ရဲ့ကဘာဖန်တီရှင်တွေဖြစ်နေတယ်လို့မြတ်စွာဘုရားကအဲ့လိုဟောတော်မူတဲ့ပုံပေါ်တယ်ပေါ့ဒါပြန်မာတာပေတရောဗြဟ္မာတိတဲ့အဲ့တော့အမေအဖေတို့ကပြန်မာတွေဖြစ်နေတယ်တဲ့အဲ့တော့ပြောချင်တာကဦးဇင်းတို့ကမွေးရတာကမိဘတို့ရဲ့ကျေးဇူးကြောင့်မွေးရတယ်ဆိုဦးဇင်းတို့ဒီဘဝကမိဘတို့ရဲ့ကျေးဇူးဖြစ်နေတယ်ပေါ့အဲ့တော့မိဘတွေကလည်းဦးဇင်းတို့ရဲ့ဘဝကိုသူကတီထောင်းတယ်ပေါ့နော်ဘယ်လိုတီထောင်းတာလဲဆိုပြီးတော့ဘယ်လိုမျိုးပုံဝန်းကျင်မှာမွေးပြီးမဲ့မွေးမလဲဆိုပြီးတော့သူတို့အဆုံးဖြတ်ထားတယ်လေယနေ့ခဲမှာအထူးများတယ်ပေါ့ယနေ့ခဲမှာမိဘတွေကအများကြီးစဉ်းစားတယ်ငါတို့ကလေးတွေကဘယ်လိုမျိုးအိမ်မှာမွေးသွားမလဲဘယ်လိုမျိုးကြောင်းတက်မလဲဘယ်လိုမျိုးပုံစံနဲ့နေမလဲဆိုပြီးတော့စဉ်းစားတယ်ပေါ့နော်ဆိုဒီကလေးတွေအတွက်ဒီကလေးရဲ့ဘဝကိုသူကတီထွန်းပေးတယ်ပေါ့နော်စီစဉ်ပေးတယ်ပေါ့ဒါဆိုအဲ့ဒီမှာမိဘတွေကိုအများကြီးကျေးဇူးတင်တယ်အဲ့ဒီကတော့လူကြီးဖြစ်သွားပြီးတော့စကားလည်းပြောတတ်တဲ့ဆိုလို့ရှိရင်အလုံးတောင်ရှာတွဲနိုင်ပြီဆိုရင်မတည်သွားသေးဘူးဆိုလို့ရှိရင်ကျေးဇူးတင်တယ်ပေါ့တည်သွားပြီဆိုလို့ရှိရင်ဘယ်လိုတင်မလဲဒါဆိုအသက်ရှင်သေးတဲ့အထိမိဘတွေကိုကျေးဇူးတင်ရမယ်ပြီးရင်ဆရာအဲ့တော့ဆရာကဦးဇင်းတို့ရဲ့စာပေမှာဆရာဆိုပြီးတော့တက်ဆရာအမျိုးအစားဖြစ်နေတယ်ယနေ့ခမ်းမှာဆရာပုံစံနဲ့တိတ်မတူပါဘူးနော်ဒါပေမဲ့ဘယ်လိုပဲဖြစ်ယနေ့ခမ်းမှာဆရာကတနည်းနည်းနဲ့ကူညီပေးတယ်ဦးဇင်းတို့စာပေမှာဆရာအမျိုးအစားကလည်းမတူပါဘူးမြတ်စွာဘုရားခဲမှာဆရာဆိုတာကအဲ့ဒီကျောင်းသားကိုမကောင်းတာမလုပ်အောင်လဲဒါပေးတယ်ကောင်းတာလုပ်ဖို့လဲနှိုးဆော်ပေးတယ်ပြီးတော့သူ့ကိုအဆုံးအတတ်ပညာသင်ပေးရတယ်နော်ဒါဆိုသူကိုတစ်ချက်တည်းတစ်မျိုးတည်းသင်ပေးတာမဟုတ်ပါဘူးအဆုံးအများကြီးသင်ပေးတယ်နော်သူ့ရဲ့အတီးတွေနဲ့လည်းသူကိုဆက်သွယ်ပေးလိုက်တယ်ကောင်းကောင်းမွန်မွန်အလုပ်ကိုရအောင်သူကစီစဉ်ပေးတယ်နော်ဒါဆိုဆရာကဦးဇင်းတို့စာပေမှာဆရာကဆိုပြီးတကယ်တော့ဘဝမှာအောင်မြင်မှုပြုလုပ်ပေးတဲ့စီစဉ်ပေးတဲ့ပုံကိုတယောက်ဖြစ်နေတယ်နော်ဒါယနေ့ခဲမှာဆရာတွေအဲ့လိုမဟုတ်ပါဘူးတချို့ဆရာတွေကလုံးဝပြောင်းပြန်လေဒါမအောင်မြင်အောင်တင်းကငါရှုပ်ပြအောင်လုပ်ပေးတယ်နော်တချို့ဆရာတွေအဲ့လိုရှိဒါဆိုအဲ့ဒါမဟုတ်ပါဘူးအဲ့လိုဆရာမျိုးကိုပြောတာမဟုတ်ပါဘူးနော်အဲ့တော့ဒါဆိုယနေ့ခဲမှာလည်းတီတီလီတဲ့အတွက်တက်ဆရာတွေရှိနေတယ်ဒါဆိုဒီဟာနဲ့တိတ်မတူပါဘူးဒါပေမဲ့ဘာပဲဖြစ်ဆရာကိုကျေးဇူးတင်တယ်နော်အဲ့တော့ဦးဇင်းတို့ကအိန္ဒိယရိုးရာကိုကြည်လိုက်မယ်ဆိုလို့ရှိရင်ဟိန္ဒူဘာသာမှာရှိပေမဲ့အနည်းဆုံးအဲ့ဒီဟိန္ဒူဘာသာမှာဦးဇင်းတို့ကအိန္ဒိယရိုးရာကိုနည်းနည်းလေးတော့တည်သွားလိုက်မယ်ပေါ့အဲ့တော့အဲ့ဒီဟာကိုအိန္ဒိယရိုးရာအနေနဲ့ကြည်လိုက်မယ်ဆိုလို့ရှိရင်တော့ဟိန္ဒူဘာသာမှာသင်ပေးထားတာကအခရာတစ်ချက်တည်းကိုသင်ပေးထားတယ်ဆိုလို့ရှိရင်အဲ့ဒီဆရာကိုတစ်သက်လုံးအတွက်အကျွေးရှိပါတယ်တဲ့နော်ဆိုပါစို့ကာကြီးအခရာကိုပဲသင်ပေးထားတယ်တခြားအခရာမသင်ပေးထားဘူးနော်အဲ့တော့အခရာတစ်လုံးတည်းကိုပဲသင်ပေးထားတဲ့ဆရာကိုတောင်တစ်သက်လုံးကျေးဇူးဆက်တင်ပါတယ်တဲ့ပြောချင်တယ်နော်ဘာကြောင့်လဲဆိုပြီးတော့အဲ့ဒီအခရာတစ်လုံးတည်းကြောင့်ကိုကလည်းပြီးတော့နည်းနည်းဖတ်နိုင်ပြီလေများတော့မဖတ်နိုင်သေးဘူးဒါပေမဲ့နားလည်သွားပြီဦးဇင်းတင်တယ်ကရမနားလည်သွားပြီဒါဆိုကိုကဆရာတွေမှနည်းနည်းလေးလေ့လာသွားပြီဆိုရင်တောင်းနော်အဲ့ဒီလေ့လာသွားတာကိုကျေးဇူးတင်ရမယ်နော်အဲ့ဒီမှာဆရာတွေကိုကျေးဇူးတင်တယ်နော်ဆရာတွေကိုရှိခိုးမယ်ဆိုပြီးတော့အဲ့ဒါတော့သိအဆင်မပြေပါဘူးထင်တယ်ဒါပေမဲ့ကျေးဇူးတော့တင်ရမယ်ပေါ့နော်ပြီးတော့မိဘတွေကိုလည်းကျေးဇူးတင်ရမယ်ပေါ့အဲ့တော့ဆရာတွေကဘယ်လိုပဲမကောင်းလုပ်ပြီးလုပ်ဒီဖြစ်စေမိဘတွေကဘယ်လိုပဲဆိုတာလုပ်ဒီဖြစ်စေဦးဇင်းတို့ကသူတို့ရဲ့ကျေးဇူးကိုစဉ်းစားလိုက်ပြီးတော့အဲ့ဒီဟာကြောင့်သူတို့ကိုကျေးဇူးတင်ရမယ်ကျေးဇူးဆက်ရမယ်ဒါဆိုဘယ်လိုပဲဖြစ်မေတ္တာထားရမယ်ပေါ့ဆရာဖြစ်သည်ဆရာဖြစ်စေမဟုတ်သည်ဖြစ်စေမိဘဖြစ်စေမဟုတ်သည်ဖြစ်စေတတဝအားလုံးတို့ကိုဦးဇင်းတို့မေတ္တာထားတဲ့တတဝအားလုံးတို့ကိုဘယ်သူမဆိုကိုဦးဇင်းတို့မှာဒါနာအလှလုံးဖွင့်ရသွားပြီးရင်ဦးဇင်းတို့လုပ်တဲ့ဆိုတော့ဦးဇင်းအဓိကအဖြစ်ဦးဇင်းတို့မှာအကျိုးရတယ်အဲ့တော့သူတစ်ပါးကိုတိခန့်ခြင်းဖြင့်ဦးဇင်းတို့မှာအကျိုးရတယ်
သူတစ်ပါးကိုလူတန်းချင်းဖြင့်ဦးဇင်းတို့မှာအကျိုးရတယ်သူတစ်ပါးကိုကူညီပေးခြင်းဖြင့်ဦးဇင်းတို့မှာအကျိုးရပါတယ်ဒါကြောင့်သူတို့ကသူကငါ့ကိုဒီလိုကြီးဒုက္ခပေးတယ်သူကဒီလိုလူဆိုကြီးဖြစ်တယ်ဆိုပြီးတော့အဲ့လိုမစမ်းစားသင့်ပါဘူးအမြဲတမ်းတတော်အားလုံးတို့ကိုဦးဇင်းတို့ကကောင်းကောင်းမွန်မွန်ဆက်ဆံပေးရမယ်။ဘာလို့ဆိုတော့အတ္တကဦးဇင်းတို့ကအကျိုးရမှာအဲ့လိုဆိုဦးဇင်းတို့ကမိဘတွေကိုဆရာတွေကိုဦးဇင်းတို့ကဂျေဇုစပ်ပေးရမယ်ဂျေဇုပေးရမယ်ဒါပေမဲ့ဖျားတရားသင်္ခါအဆင့်ထိလုံးဝမရောက်ဘူးပေါ့ဆိုတော့မိဘတွေကဦးဇင်းတို့ကိုနိဗ္ဗာန်ချမ်းသာဘက်ကိုများအဖြစ်ပေါ့နော်နိဗ္ဗာန်ချမ်းသာဘက်ကိုဦးဇင်းတို့ကိုလမ်းမပြကြပါဘူးဖျားတရားသင်္ခါတို့ကပြကြတယ်ဒါကြောင့်ဦးဇင်းတို့ကဖျားတရားသင်္ခါတို့ကိုဦးဇင်းတို့ဂျေဇုတရားမယ်ဂျေဇုဆက်ရမယ်ဒါပေမဲ့မိဘတွေမှာနိဗ္ဗာန်ဘက်ကိုညွှန်ကြားချက်မရပေမဲ့ဦးဇင်းတို့မှာဘဝအတွက်အကျိုးရသွားပြီးဒီဘဝကြောင့်လည်းဦးဇင်းတို့ကအဲ့ဒီနိဗ္ဗာန်လမ်းမှာတိုးတက်နိုင်ပါတယ်ဒါဆိုတပိုင်းတဒေတာတော့အကျိုးရှိပါတယ်မိဘတရားမဟုတ်ပါဘူးဖျားတရားသင်္ခါဆိုတဲ့ယတနာ၃ပါးကိုတော့ဦးဇင်းတို့အမြဲတမ်းအကြီးဆုံးဂျေဇုတရားမယ်မိဘတွေကိုဆရာတွေကိုလည်းမမေ့သွားရပါဘူးမမေ့ရပါဘူးမှန်ပါဗျာဆိုတော့ကမ္ဘာတို့အားလုံးကျမ်းမာချမ်းသာကြပါစေဘေးရန်ကင်းကြပါစေလူရစင်တည်းများအားလုံးအမြတ်ဆုံးပြေဝကြပါစေ